recommend ပေးခြင်းနဲ့ BL series ကတော့ I True Sunset About You ဆိုတဲ့ I series ကသူကဒီ emotional storytelling နဲ့အတူ demography ကောင်းတဲ့ရိုက်ကူးထားပြီးတော့ LGBTQ တွေရဲ့ရုန်းကန်ရမှုပေါ့နော်အသေးစိတ်ပေါ်ပြထားတဲ့စကားတကားပေါ့နော်အဲ့ကားမှာဆိုရင်ပြိုင်ငယ်လေးကလေးကတကယ်ချင်းနေဖြစ်ကြတဲ့ထိန်းနဲ့အိုနဲ့ကပြိုင်ဘက်တွေဖြစ်သွားပြီးတော့ကျတော့အဲ့လိုတက္ကသိုလ်ဝင်ခွင့်ဆောင်မှုပွဲမှာကျူရှင်မှာပေါ့နော်ပြန်တွေ့ကြပေါ့နော်အဲ့လိုဆောင်မှုပွဲအတွက်ရုံသူတို့နှစ်ယောက်အတူတူအချိန်ကုန်ရင်းနဲ့ခင်မင်မှုကအယောင်ပြောင်းလာပေါ့နော်အဲ့လိုအယောင်ပြောင်းလာတဲ့ရှစ်ရှင်းမြတ်တာတွေပြီးတော့ကိုလက်ခံမှုတွေအဲ့လိုစိတ်ခံစားမှုတွေပေါ့နော်ပြောပြတဲ့ကားလေးပေါ့ဒီကားမှာဆိုရင်တယောက်ကကျတော့ main ကလေးရီးစားရှိရပေါ့နော်တယောက်ကကျတော့အဲ့ဒီရီးစားရှိရဲ့ကောင်လေးကိုကြိုက်တယ်ပေါ့နော်အဲဆိုကျတော့ကိုချစ်နေတဲ့လူက main ကလေးတယောက်ကိုကြိုက်တယ်ဆိုတော့ကျတော့သူလည်း main ကလေးဝတ်တဲ့ bra တွေဝတ်ပြီးတော့မှန်ရှိမှာသူလည်း main ကလေးတယောက်ဖြစ်လာရင်ကောင်းမလားကောင်းပါပဲဆိုရင်အတွေ့ပေါ့နော်ခန်းဆိုအရန်ကိုရှင်နေကိုထိရပေါ့နော်ယောက်ျားလေးတယောက်က main အဲ့လို main ကလေး bra ဝတ်ပြီးတော့မှန်ရှိမှာဘယ် drama ဘယ် series မှာအင်မတွေ့သေးဘူး။အင်းကြောင့်ပဲလူတွေဟိုလေးတကြောဖြစ်သွားခဲ့ပေါ့နော်။ဆိုတော့အရန်ကောင်းတယ်ပေါ့နော်။ဒီတော့ကြာသူ့ရဲ့အပိုင်းဆက်အနေနဲ့ကျတော့ I Promise You the Moon ဆိုတဲ့ series ပေါ့နော်။သူကကျတော့တက္ကသိုလ်ကျောင်းသားသူတို့နှစ်ယောက်ဆက်သူဖြစ်သွားပြီးတက္ကသိုလ်တက်နေတဲ့အခါကာလမှာအဲ့လိုဘယ်လိုဆက်ပြီးတော့ဖြစ်မှာလဲဆိုတဲ့အပိုင်းပေါ့နော်အရန်ကောင်းတယ်ပေါ့နော်နှစ်ပိုင်းတော့ကောင်းတယ်ဒါပေမဲ့ဒီ I Told Sunset About You ကပို့ပြီးတော့ကောင်းတယ်ပေါ့နော်အရန်ကောင်းတယ်ဆိုတော့ကြည့်ဖို့ recommend ပေးရပေါ့နော်ဆိုတော့ကြည့်ပါဆိုတော့ bye